လူဖြစ်ရတွေကဒုက္ခတွေကြီးပါနေစဉ်ပြောစရာအတူတွေနဲ့နေထိုင်နေကြတာလောဘဒေါသမောဟမာနတွေငါတို့ဆိုတဲ့အတ္တတွေကြားနေမှာဇရာကိုအန်တုမန်ကိုရံပြူမိတ်ကနဲ့နေထိုင်နေတဲ့ဘဝတကယ်ဆိုသနာဇရာကိလေသာနှလုံးသားမှာဖျားဒီပါဘဝတွေဟာတစ်ခုနဲ့မပြီးပါရှင်နေမှာသိစီနှလုံးသားမှာဖျားဒီပါအတန်တရားတွေဟာရှေ့ကြလို့ပါနှလုံးသားမှာဖျားဒီပါဝိကျွေးတဲ့ဒုက္ခတွေဟာသူလဲနဲ့ဘယ်သူမှပြေလို့မလွတ်နိုင်ပါ